တချိန်တုန်းကဆိုရင်ကျွန်တော်ကကဘာပေါ်မှာအကြမ်းတမ်းဆုံးစူပါဟီးရိုးပေါ့ဘသူကိုတတ်ချင်လဲဆိုတာကျွန်တော်စိတ်ခံစားချက်အပေါ်မှာပဲမူတည်တယ်ဘသူမှလည်းကျွန်တော်ကိုမတာရေးကြဘူးဒါပေမဲ့အခုတော့ကျွန်တော်ကကုမ္ပဏီကအမျက်ထုတ်ပြီးကျုံးရောက်လို့သဘောထားနေပြီတထေးကကျွန်တော်ကိုဆဲဆိုကျင်းပေါင်းရင်တောင်ကျွန်တော်ကအတင်းအသမပြုံးပြပြီးတောင်းပန်ရတော့ပဲသူ့မျက်လုံးထဲမှာကျွန်တော်ကခွီးတကောင်လောက်တောင်တန်းဖို့မရှိဘူးကုမ္ပဏီရဲ့အသစ်ဝင်လာတဲ့ Starlight ကတောင်ကျွန်တော်မွေးနေမှာကျွန်တော်ကိုအဆက်ခွဲခဲ့သေးလေမင်းကကို Happy Birthday ဆိုပြစမ်း Happy Birthday to you Happy Birthday Starlight ကကြောက်ပြီးအိုတောင်းပန်ပါတယ် Starlight ဒီလောက်တောင်ရလို့နေရလားကျွန်တော် Starlight ကိုနင်းနေပြပဆုံးမတော့မလို့ရှိသေးတယ်ကုမ္ပဏီ CEO ကချက်ချင်းဝင်ပြီး Starlight ကိုကဲထုတ်သွားတာပေါ့ Starlight တချင်းမဆိုးချင်မဆိုးနေပေါ့တဲ့ဒီနေ့ကကျွန်တော်မွေးနေ့ဖြစ်ပြီးပဲအားလုံးရဲ့အာယုံက Starlight အတော်မှာပဲရှိနေတယ်ကျွန်တော်ကသူ့မှာကိုဘယ်လိုနည်းနဲ့မှဖိအားပေးလို့မရဘူးတဲ့အဲ့လိုဖွဲ့ပြီးကျွန်တော်ရဲ့လူထုထုတ်ခံမှုနှုံးထားတွေကိုကျွန်တော်မျက်နှာနာကပ်ပြီးထိုးပြတယ်ကျွန်တော်စိတ်ဆိုးဖို့တောင်အဖွင့်ရမရှိဘူးယင်းထဲမှာမကြည်မနက်ဖြစ်ပြီးကျွန်တော် Storm Frenzy ကိုနှစ်သိမ့်မှုရှာဖို့စိတ်ယုံကိုပြေးသွားတယ်သူ့မှာကိုကျွန်တော်ပြောတယ်ဒီနေ့ကကျွန်တော်မွေးနေ့လေးမှတ်ယူရဲမလေးရဲ့အဖွဲ့ကောင်းဆောင်နေရကို Starlight ကယူသွားပြီးအားလုံးကကျွန်တော်ကိုလောင်ပြောင်နေကြတယ်ကျွန်တော်ဘာအမားမှမလုပ်ခဲ့ပါဘူးဒါပေမဲ့မီဒီယာရှေ့မှာဆက်ပြီးတောင်းပန်နေရတော့ပဲ Storm Frank ကသူ့မရဲ့လက်ကိုလှမ်းလိုက်တဲ့အခါသူမဘာကိုဆိုလိုလဲဆိုတာကျွန်တော်ချက်ချင်းနိုင်လိုက်တယ်ကျွန်တော်အမြန်လျှောက်သွားပြီးယောဂလေ့ကျင့်ခန်းတွေစလုပ်လိုက်တယ် Storm Frank ကမတန်မစွမ်းထင်းနေပြီးမဲ့ကဘာကိုအုပ်စိုးကိုနာစီစစ်တပ်တိဆောက်ဖို့ကိုပဲစိတ်ကူးရင်နေတော့ပဲဒါကြောင့်ကျွန်တော်လုံးဝစိတ်မဝင်စားတော့ပဲကျွန်တော်လှည့်ပြီးထွက်လာခဲ့တယ် Storm Frank ကကျေးဇူးပြုပြီးဒါပေမဲ့နောက်ဖြစ်လာတဲ့အရာကကျွန်တော်ကိုအမောင်ဆုံးတွင်းတဲ့ထေကိုတွင်းပို့လိုက်တယ်ကိုတက်တီဟိုအဆောက်အုံဘောကနေခုံချချင်နေတဲ့ကောင်းမလေးတယောက်နဲ့ကျွန်တော်တွေ့တယ်ကျွန်တော်သူ့မှာကိုအသက်ကိုတန်ဖိုးထားဖို့နားချကြည့်တယ်ဒါပေမဲ့သူမကနားမထောင်ပဲကျွန်တော်ကိုကိုယ့်အလုပ်ကိုလုပ်ဖို့ပြောတယ်ကျွန်တော်တို့ဒီလိုပဲရက်နေတော့မှတည်င်းတစ်ခုကကျွန်တော်အာယုံကိုဖန်ဆလိုက်တယ် Storm Frank ကကျွန်တော်မွေးနေမှာကိုတက်တီဖို့ရွေးချယ်လိုက်ပြီးတယ်ကျွန်တော်ဒါကိုလက်မခံနိုင်ဘူးသူမလုပ်မှာမဟုတ်ဘူးဒီနေ့ကငါမွေးနေပြီးလို့ကျွန်တော်ကိုယူသွက်စွာလောင်းပြောင်းတော့တာပဲကောင်းမလေးကိုပြောပြတယ်ကျွန်တော်ကစမ်းတပ်ပြုံထဲကနေဖန်တီးထားတဲ့တတ်ထွားတစ်ကောင်ပဲလို့ဒါကလည်းငါမွေးနေမဟုတ်ဘူးဘယ်တော့မှတောင်မထီးဘူးဒီနေ့တော့မဟုတ်တာတေးချတယ်ဒါကဈေးကွက်ရှာဖွေရေးဌာနကငါအတွက်ရွေးထားပေးတာငါပြောချင်တာကငါဆိုတာမွေးနေဆိုတာတောင်မရှိဘူးငါမမွေးခဲ့ဘူးငါကစမ်းတပ်ပြုံထဲကနေလောင်းချခံလိုက်ရတာကွာဒီချိန်မှာကျွန်တော်ရဲ့စိတ်ခံစားချက်တွေကထေချုလို့မရတော့ပဲကောင်မလေးကိုခုံချဖို့ဖိအားပေးလိုက်တယ်ကောင်မလေးကကျမမခုံချချင်တော့ဘူးထင်တယ်ခုံချလိုက်အိုးကျေးဇူးပြုပြီးအိုးဖျားသူမငင်းဆန်တဲ့အခါကျွန်တော်သူမရဲ့မျက်နှာကိုလေစာမျက်လုံးနဲ့ဖြန့်ပစ်လိုက်တယ်အဲ့ဒီချိန်ကစပြီးကျွန်တော်ရဲ့အမောင်ဖက်ချမ်းကိုအပြည့်အဝဖက်ထွက်လိုက်တော့တယ်နောက်ထပ်ကုမ္ပဏီပွဲတစ်ခုမှတယောက်ကကျွန်တော်ကိုပွန့်လင်းစော်ကားဖို့ထိုက်ရဲလာတယ်ဟေးအိမ်အောင်ဖက်သူမင်းကမဟုတ်ဘူးသူမတည်သွားပြီဒါပေမဲ့ဒီတစ်ခါတော့ကျွန်တော်လက်အောက်ခံဖို့မရွေးချယ်တော့ဘူးအဲ့ဒီအစားကျွန်တော်ရိုင်းဆိုင်တဲ့မင်းခွင်းတစ်ခုကိုအားလုံးရှေ့မှာပြောလိုက်တယ်ငါကပိုးတန်ပါတယ်ပိုးထန်မြတ်တယ်ပိုးကောင်းတယ်ငါပိုးကောင်းတယ်ငါကဒူးတုံပြောညံ့တယ်အချိန်တိုင်းငိုယိုတောင်းပန်နေရတဲ့ကလေးမဟုတ်ဘူးကွာမင်းတို့ကငါ့ကိုဘာလို့လူချင်းနေကြတာလဲတစ်စလုံးလူတွေကငါ့ကိုထိန်ချုပ်ဖို့ကြိုးစားခဲ့ကြတယ်ချမ်းသာတဲ့သူတွေအာဏာရှိတဲ့သူတွေကငါ့ကိုပဆက်ပေးခိုင်းတယ်ပေးဖြတ်ပစ်ဖို့ကြိုးစားတယ်ငါ့ကိုဘာမှမလုပ်နိုင်နဲ့စကားနားထောင်တဲ့အယုတ်တရုတ်လိုလှုပ်ထားဖို့ကြိုးစားခဲ့ကြတယ်ခံဖမ်းကြည့်ပါဦးသူတို့ကငါ့ကိုထိန်ချုပ်နိုင်တယ်ဆိုနေမင်းတို့လည်းသူတို့ထိန်ချုပ်တာခံရမှာပဲဆိုတာအသေးချပဲသူတို့ကထိန်ချုပ်ပြီးသားမင်းတို့မသိတာပဲရှိတာငါပြီးပြီငါတောင်းပန်တာရပ်ပြီးငါရဲ့ခုနအတဖိနှိခံရတာရပ်ပြီးမင်းတို့လူတွေငါကဘသူဘာလဲဆိုတာအတဖျားသခင်ကိုကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့မင်းတို့ငါ့ကိုလိုအပ်လို့ပဲမင်းတို့ကိုကဲတင်ဖို့ငါ့ကိုလိုအပ်တယ်လေဖိနိုင်ချင်ရှိတဲ့တူးတဲ့သူကငါပဲမင်းတို့ကတကယ်သူရေကောင်းတွေမဟုတ်ဘူးငါကတကယ်သူရေကောင်းဒီစကားတွေငါပါစကထွက်သွားတာနဲ့အရာရာကိုဆုံးရှုံးရလိမ့်မယ်ဆိုတာငါကောင်းသိတယ်ဒါပေမဲ့ငါဂယုမဆိုင်တော့ဘူးဒါပေမဲ့အရာတွေကမမျောလင်းပဲပြောင်းလဲသွားတယ်ကျွန်တော်ရဲ့လူထုံထောက်ခံမှုနှုံထားကလုံးဝမကြခဲ့ဘူးတကယ်တော့စံချင်းတင်မြင့်တက်လာခဲ့တယ်ဒါကြောင့်ကျွန်တော်လည်းလုံးဝလွတ်လာထထသွားတယ်ကျွန်တော် Div ကိုရည်ရွယ်ချက်ရှိပြန်ခေါ်ခဲ့တယ် Starlight ကို Div ကတချင်ကသူ့ရဲ့ဘဲနို့ကိုအတင်းအသမမှုချခိုင်းခဲ့တယ်ဆိုတာလူတိုင်းသိတယ်ကျွန်တော်ရည်ရွယ်ချက်က Div နဲ့သူမကိုထပ်ပြီးအဆက်ခွဲဖို့ပဲဒီလိုရက်က Starlight ကိုအပြင်းထန်တော့ထားထစီခဲ့တယ်သူမကကျွန်တော်ရဲ့ရာဇဝတ်မှုတွေအားလုံးကိုဖော်ထုတ်မိလို့ချင်းချောက်တယ်ဒါပေမဲ့ကျွန်တော်ကတော့ယူလိပါပဲဂယုမဆိုင်ဘူးငါပြောချင်တာကဟုတ်ပြီငါအရာဆုံးရှုံးရလိမ့်မယ်ဒါပေမဲ့အဲ့ဒီခါကျရင်ငါဆုံးရှုံးစရာဘာမှမရှိတော့ဘူးကောင်းပြီအဲ့ဒီခါကျရင်ငါနယူးယောက်မြို့ကိုမြေပုံဘောကနေရှင်းပစ်လိုက်မယ်လို့ထင်တယ်မင်းတို့မှလုံးဝဘာအထားစီမှမရှိဘူးဘာလို့လဲဆိုတော့ငါကဟုံးလန့်တာပဲငါတကယ်ကိုငါလုပ်ချင်တာအကုန်လုပ်လို့ရတယ်ဒီချိန်ကျမှ Starlight ကတကယ်စိတ်ပြအားငယ်မှုကိုဘလို့ခံစားရလဲဆိုတာတကယ်နားလေသွားခဲ့တယ်ကျွန်တော်အခုဆိုရင် user နေတဲ့ခွေးတစ်ကောင်အဖြစ်အပြည့်အဝဖြောင်းလဲသွားခဲ့ပြီဘသူပဲကျွန်တော်ကိုလာဆွဲကျွန်တော်ပြန်ခိုက်တယ်